ဖူးစာရှာအချိန်မစောပါနဲ့ကိုနဲ့စုံမဲ့သူကစုံကိုစုံမှာပါကိုနဲ့တွေ့ရမဲ့သူကတွေ့ကိုတွေ့ရမှာပါစန္ဒတိတ်ပြီးမစွာနဲ့အချစ်ကိုစောပါနဲ့ဘဝတွေပြိုလဲသွားရတတ်ပါတယ်ငယ်ရွယ်လွတ်လပ်တုန်းမှာပညာကိုတအောင်သင်ပြီးပတ်စံရှာတဲ့နဲ့စိတ်ကိုအလိုလိုက်မိလို့အချစ်ကိုရှာစန္ဒစောမိရင်ဖူးစာစင်စစ်နဲ့မတွေ့ရပဲအပျော်ပြက်သမားနဲ့ရတတ်တယ်ဖူးစာဆိုတာဥရလူမဟုတ်ပါဘူးဘယ်သူမှဥလို့ယူလို့မရပါဘူးမင်းရဲ့ဇာတာကတတ်မှတ်ပြီးသားပါထိုးလူနဲ့စုံရမဲ့ကန်ဇာတာပါလာခဲ့ရင်ဘလောက်ရှောင်ရှောင်ဘလောက်တိမ်တိမ်မရပါဘူးရစုံကိုစုံတယ်တွေ့ကိုတွေ့ရပါတယ်အထီးကျန်လို့ဆိုပြီးအပျော်တန်းရီးစားရှာရင်းကလူညွန့်တွေတုံးဘဝတွေဆုံးသွားကြတဲ့လူတွေကိုမင်းရဲ့ပတ်ဝန်းကျင်မှာမြင်ဘူးတွေ့ဘူးကြမှာပါပျော်ရကိုရှာရင်းပြတ်သွားကြတာလေအိမ်ထောင်20ညီ30တွေနဲ့ဘဝကိုအမဲဆက်တွေဖုံးလွှမ်းသွားတယ်အမဲဆက်ဆိုတဲ့လောင်းရိပ်အောက်မှာအနာဂတ်တင်ကြီးဘဝတွေတည်သွားကြတယ်ပြန်ပြင်လို့မရတော့ဘူးဒါကြောင့်အချစ်ကိုရှာဆန္ဒမစောပါနဲ့ဖူးစာရှာမလောပါနဲ့မင်းနဲ့ထိုက်တန်ရင်ဖယင်းရဲ့နန်းတော်တောင်မင်းအတွက်ကိုပိုင်အိမ်ဖြစ်လာမှာပါ